ကဲဒီနေ့တော့စူဇန်နဲ့အတူဘန်ကောက်မှာရှိတဲ့ Little Zoo လေးတစ်ခုကိုသွားကြရအောင်ဒီနေရာလေးမှာအခုလိုမျိုးချစ်စရာကောင်းတဲ့တရိတ်ဆန်ငယ်လေးတွေအစုံလည်းတွေ့ရမှာဖြစ်ပြီးတော့အခုဒီနေရာလေးကလေဘန်ကောက်ရဲ့အချက်ချာကြရတဲ့အွန်နုမှာရှိနေတဲ့ဆိုင်လေးတစ်ခုပါသူကအွန်နုရဲ့16နှစ်လမ်းပေါ့နော်လမ်းသွယ်လေးခြားထဲမှာရှိပြီးတော့သူ့ရဲ့အထဲထဲကိုဝင်သွားမယ်ဆိုလို့ရှိရင်ဒီလိုကားပါကင်ကြီးရက်တဲ့နေရာကျော်သွားရင်အခုလိုမျိုးသူ့ရဲ့ဝင်းပေါ့နော်ခြံဝင်းလေးထဲမှာရှိပါတယ်သူကကားနဲ့လာတဲ့သူဖြစ်ဖြစ်ဆိုင်ငယ်နဲ့လာတဲ့သူဖြစ်ဖြစ်ကားပါကင်အကျယ်ကြီးတွေလည်းရှိတဲ့အတွက်ကားရက်ဖို့နေရာမရှိမှဆိုင်ငယ်ရက်ဖို့နေရာမရှိမှလည်းစိတ်ပူစရာမလိုเนาะဒီသွားလို့ရှင်เนาะဒီကိုအရှိဆက်သွားမယ်ဆိုဒီမှာသူ့ရဲ့ခြံဝန်းလေးတွေ့ပါလိမ့်မယ်ဒီခြံဝန်းအဝလေးရဲ့ဘေးနားမှာ Little Zoo Garden ဆိုတဲ့ဆိုင်းဘုတ်လေးကိုတွေ့ပါလိမ့်မယ်အဲ့ထဲကိုဝင်သွားရပါမယ်သူကလေဆိုင်ထဲကိုစဝင်ပြီဆိုတာနဲ့သူ့ရဲ့ရှောက်လန်းလေးကလေအရန်ကိုချစ်စရာကောင်းတယ်ဒီဘေးနားမှာဆိုလို့ရှင်အကောင်ငယ်လေးတွေရဲ့ဒီလိုကာတွန်းပုံလေးပကြီးပုံလေးတွေနဲ့ဒီချစ်စရာလေးတွေပြီးဒီရှောက်လန်းဘေးလေးကလည်းလမ်းချင်းချင်းလေးဆိုပေမဲ့လေအပင်လေးတွေစိုက်ထားပြီးတော့ဒီပကြီးကားချက်လေးတွေနဲ့ဆိုတော့ဓာတ်ပုံရိုက်လို့လည်းအရန်လာတယ်ဒီဆိုင်ထဲကိုပထမဆုံးဆက်ဆက်ဝင်ပြီဆိုတာနဲ့ဒီမှာကြည့်အောင်လက်ကြီးတွေကိုတွေ့ရမှာเนาะအစားတော့စူဇန်ဟဲ့ဒါရုပ်ကြီးတွေလားပေါ့လက်ကြီးတွေကိုလေဒီလက်အမဲကြီးတွေဆိုဟာဒါအကောင်စစ်မဟုတ်ပါဘူးရုပ်ကြီးပါလို့ထင်နေရမဟုတ်ဘူးတော့တကယ်လက်အစ်စ်ကြီးတွေเนาะအကြီးတွေပဲသူကဒီဇူးအသေးတဲ့ကိုဝင်ဖို့ဆိုလို့ရှိရင်ဒီလို package တွေနဲ့လာပါတယ်သူ့ရဲ့ package ထဲမှာဆိုလို့ရှိရင်ကိုကြိုက်တဲ့ရာ drink တစ်မျိုးနဲ့ပြီးရင်သူက cookie လေးတစ်ခုရဲ့ဒီမှာ drink ဆန်လေးတွေကိုအစာကျွေးဖို့အတွက်အစာလေးရယ်ပေါ့เนาะအဲ့ဒါကိုလူကြီးဆိုလို့ရှိရင်ဘတ်450တရက်ကိုခလေးဆိုရင်ဘတ်350ပါသူကဒီဆိုင်ထဲမှာလည်းအဲကွန်လေးနဲ့အေးဆေးထိုင်လို့ရတယ်လို့ဒီအပြင်ဘက်အောက်တော့မှလည်းအကောင်လေးတွေနဲ့ကြည့်ပြီးတော့ထိုင်လို့ရပါတယ်တရိတ်ဆန်အစာချင်းလေးတွေကတော့ထပ်ဝယ်ခြင်းတစ်ချင်းကိုဘတ်100ထပ်ပေးရပါတယ်စူဇန်တော့မှာရတဲ့ကော်ဖီလေးရပြီဆိုတော့အပြင်ဘက်မှာခဏထိုင်ပြီးတော့အပြင်မှာရှိတဲ့အကောင်လေးတွေကိုအရင်လိုက်ကြည့်ပါမယ်ပထမဦးဆုံးစမြင်လိုက်ရတာတော့ဒီမှာကြက်မဲလေးပါကြက်ကဆုပ်ဖွာလေးနဲ့လေတစ်ခါမှတော့မမြင်ဘူးအဲ့လိုပုံစံမျိုးလေးကိုသူအပြင်ဘက်အောက်တော်လေးရလဲလေအရေးကလေးတွေရာပြီးဘေးနားမှာကရေကန်လေးရှိတော့အရန်ကိုအေးစမ်းလေးနဲ့နေလို့ကောင်းပါတယ်ဒါလေးကတော့တဲများတာလေးဖြစ်ပေါ့နော်တက်ကတစ်ခါဝယ်ထားပြီးလို့ရှိရင်မနက်7ဆိုင်ပွင့်နေရနေပြီးညနေ9နာရီထိပေါ့နော်ကိုကအေးစစ်စစ်ထိုင်လို့ရပါတယ်အချိန်တက်တက်လည်းမရှိပါဘူးဒါကတော့အထဲကိုမဝင်ရသေးပါဘူးအပြင်ဘက်မှာရှိတဲ့ coffee ဆိုင်ရဲ့အပြင်ဘက်ကလေးကိုပဲရိုက်ထားတာပါကဲအခုကနေစပြီးတော့အထဲကိုဝင်มาတော့မယ်သူကအထဲကိုဝင်မယ်ဆိုလို့ရှိရင်အမဝန်ထမ်းတယောက်ကသူကတစ်ကတ်လေးကိုပေါ့နော်တစ်စိမ့်ဖြတ်ပေးရပေါ့ဒါလေးကလေဘာကောင်လဲမသိဘူးဆိုတာအစားတော့အယုတ်ကြီးထင်နေတာသူ့ကိုလေအကောင်နာမည်လေးတွေတော့တိတ်မသိဘူးဒီမှာဘယ်လေးတွေလည်းရှိတယ်အခုယုံလေးတွေလည်းရှိတယ်ဒီအကောင်လေးတွေကိုဘယ်လိုခေါ်ရလဲမသိဘူးမခေါ်တတ်ဘူးနော်သူတို့တွေကိုအခုပါလာတဲ့ထဲကအစာချင်းလေးတွေကအစာလေးတွေကိုကျွေးလို့ရပါတယ်အခုတွေ့နေအကောင်ပေါ့နော်အဲ့ဒါကိုဖြန်လို့ခေါ်ရလားဖြန်လည်းမဟုတ်ပါဘူးသူ့ကိုဘယ်လိုခေါ်လဲတော့မသိဘူးသူကတော့အဲ့မြက်ကလေးတွေကိုစားတယ်ကြိုက်တယ်အဲ့နာမှာလူတွေကြားထဲမှာပဲထိုင်နေလူတွေလည်းအရန်ရင်တယ်အရန်ချစ်စရာကောင်းခုကလေးနဲ့လာမယ်ဆိုလို့ရှိရင်လည်းကလေးတွေလည်းပျော်မှာအသေးချာပဲဒီလားဒီထဲမှာလေအကောင်လေးတွေကလည်းရင်ပြီးတော့သူတို့စိတ်ကြိုက်လိုမျိုးလေးအစာကျွေးလို့ရတယ်ပေါ့နော်အနေရလည်းမရှိဘူးဒါလေးဆိုလည်းဘာကောင်လေးလည်းမသိဘူးဖြူဖြူလေးရေချိုးနေတာလေ Little Zoo ဆိုတဲ့အတိုင်းပဲပေါ့နော်အကောင်အစုံအကြီးတွေတော့မရှိဘူးဒါပေမဲ့ဒီလိုအကောင်တေးသေးလေးတွေကိုအစာကျွေးရတာအရန်ကိုပြောစရာကောင်းပါတယ်ဒါဆိုလည်းဘာငတ်လည်းမသိဘူးအသားစားတယ်လို့တော့ပြောတယ်ဘယ်လေးကဘိုက်ဝါဝါတော့ဒီခြေသွားတယ်သူကမစားတော့ဒီလိုမျိုးလေးတင်းခွေချက်လို့ပုတ်တင်ညိုလို့အဲ့လိုအယောင်ဆုံးတဲ့ကောင်လေးကြီးလည်းရှိရဲသူတို့ကိုကင်လို့ရတယ်တဲ့ဝန်ထမ်းကမေးတယ်ကင်ပြီးတော့ဓပုံရိုက်ချင်လို့ရှင်သူတို့တကားဖွင့်ပေးတယ်ပေါ့နော်ဒီကောင်လေးတွေကိုကင်ပြီးဓပုံရိုက်လို့ရပါတယ်စူဇန်ကတော့ကြောက်လို့မကင်ရပါဘူးပြင်ဒီမှာလေးစိတ်ကလေးလည်းရှိရဲတလားဒီမှာအဖြူရောင်လေးတွေရောအမဲရောင်လေးတွေရောအရန်ချစ်စရာကောင်းတယ်လူလည်းအရန်ရင်တယ်သူတို့ကလေသူတို့အစာကျွေးလို့ရှင်လည်းအရန်တိတာအေးစစ်ငြိမ်ငြိမ်လေးလာစားနေရမှာကလေးလေးဆိုလို့ရှင်လည်းအရန်ကိုပျော်နေကြတယ်ဒီထဲမှာဒီဝင်းလေးထဲမှာမယ်လေသူကထိုင်ကုန်လေးတွေထားပေးထားတဲ့အပြင်အောက်တော့မှာဓပုံလှလှလေးလည်းရိုက်လို့ရတယ်လို့ကော်ဖီလေးတောက်ပြီးကိုကအေးစစ်ချေးပြီးတော့အကောင်လေးတွေကျင်းနေအနားယူလို့ရပါတယ်ဒါလေးကတော့ကိုချီတို့မမချီတို့အဖွဲပါသူတို့ကိုဝင်ကြည့်ဖို့အတွက်ကတော့လေအချိန်ကန့်တန်လေးရှိပါတယ်သူတို့ကိုကြတော့အချိန်ပေါ့နော် break time လေးတွေရှိပါတယ်သူတို့နားယူဖို့အချိန်2နာရီခွဲနဲ့2နာရီ45 4နာရီကနေ4နာရီ45မှာတော့သူတို့အနားယူဖို့အချိန်ပေးထားတဲ့အတွက်အထဲဝင်ကြည့်လို့မရပါဘူး2နာရီ45ကနေ4နာရီရယ်4နာရီ45ကနေ6နာရီအတွင်းမှာတော့သူတို့အထဲမှာသူတို့ကိုဝင်ပြီးတော့ကင်လို့ချစ်လို့ရပါတယ်သူတို့တွေကလည်းလူတွေနဲ့အရန်ရင်းနှီးပြီးတော့အရန်ချစ်စရာကောင်းပါတယ်ဒါလေးကတော့မမချီပါ
စူးစမ်းလေးအိမ်မှာလည်းကြောင်လေးတွေမွေးထားတယ်အဲ့လိုဝတ်တုပ်လေးတွေကိုမြင်လေးအရန်ညစ်ချင်တာကိုယ်ရန်ကြောင်လေးတွေသူ့တော့အရန်တော့မညစ်ရဲပါဘူးပါးလေးပဲပုတ်ပရဲပါတယ်မျက်နှာချေမိုးနေတော့6ချက်ကုတ်ခံရမှာဆိုလို့ပါဒီထဲမှာစူးစမ်းတွေးမိရတော့ဒီလိုကြောင်လေးကတော့3-4កောင်လောက်ပဲတွေးမိရဲကျန်တာလေးတွေကတော့ခွေးလေးတွေပေါ့နော်ပြီးရင်ဒါလေးတွေကလေပူလေးလားဘလူးခေါ်လဲတော့မသိဘူးစူးစမ်းမြင်တော့မမြင်ဘူးဒါကတော့တားပိုက်ကောင်လေးပေါ့တားပိုက်ကောင်ကလည်းလုံးဝဆယ်လီပါဒီမှာတော့သူ့ကိုအကုန်လုံးပုတ်ပြီးတော့သူကလည်းလူတွေနဲ့အရန်ရင်ပြီးတော့အရန်ချစ်စရာကောင်းတယ်သူလည်းဒီမှာကြည်နေတဲ့အပြင်ဘက်ကစိတ်တွေနဲ့အဖွဲလိုက်ရန်ဖြစ်ချင်နေတဲ့ကိုကိုတို့အဖွဲကမှာ fighter ကြီးတွေလုံနေကြပါတယ်ဒီမှာတော့တားပိုက်ကောင်ကိုကတော့သူကတော့ဆယ်လီပေါ့နော်သူ့ကိုကောင်မလေးတွေကဝိုင်းကင်ကြကောင်လေးတွေကလည်းဝိုင်းကင်တပုတ်နေရိုက်ဒီကခြေတဲ့အဖွဲလေးတွေကလည်းလုံးဝဂိမ်းမဆိုင်ပဲအိတ်နေပါတယ်ဒီကောင်လေးတွေကလည်းရောက်ထဲကအိတ်နေတာဆိုတော့အမှကြည့်ရောအိတ်မောတွေကိုကြာပြီးချစ်စရာလေးတွေတကယ်ဟိုဘာကောင်လေးတွေလည်းမသိရဒါလေးကတော့ဖြူလေးပေါ့နော်ဖြူလားဖြူလို့ခေါ်တာအဲ့လိုကောင်လေးပေါ့ဒါကတော့နောက်ထပ်ကိုခြေကောင်ပေါ့နော်ရောက်ထဲကဆောင်းချုံပြီးအိတ်နေတာဒီမှာလည်းအခြေစိမ်လေးနောက်တစ်ကောင်မှအိတ်နေရပါဂိမ်းမဆိုင်ပါဘူးဒါလေးတွေကတော့မလေးချစ်စရာပပီလေးတွေပါပပီလေးတွေကိုလည်းကြည့်လို့ရတာပြီဆိုတော့ဒီအပြင်ဘက်ကိုခဏထွက်ပြီးတော့ရေကန်လေးဘေးမှာခဏထိုင်ပြီးတော့ခြေပြီးသွားလို့ရှင်တော့ပြန်มาတော့မယ်ကိုယ့်ရဲ့နားရက်မှာမိသားစုတွေနဲ့အေးစစ်နားယူနေတဲ့သူတွေဒီလိုမျိုးခြံဝန်းလေးထဲမှာ little zoo လေးနဲ့ရေကန်လေးတွေနဲ့ coffee လေးတောက်ပြီးတော့ချေးနေတဲ့သူတွေတပုံလလလေးတွေရိုက်ချင်တဲ့သူတွေအတွက်စူဇန်ကအောက်ကမှန်ထဲမှာlocation လေးကိုချပေးထားပါမယ်เนาะအားလုံးပဲအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်